လာမယ့်ဒီဇင်ဘာ9ရက်နေ့ကမြန်မာနိုင်ငံသားအားလုံးရဲ့မျက်နှာပေါ်မှာအပြုံးကိုစီနဲ့မြင်တွေ့ရမယ့်နေ့ရက်ဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အချစ်တော်မြန်မာကိုကဘာတိအောင်ကြိုးစားနေတဲ့ Joshua Van ရဲ့ချန်ပီယံလူပွဲအဆိုရင်ဖြစ်လာမယ့်ဒီဇင်ဘာ9ရက်နေ့မှာကျင်းပတော့မှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ Van အနေနဲ့ flyweight တန်းမှာအန်ဒီရရှိဆုံးနဲ့ flyweight ချန်ပီယံကပတ်ကို၄ချိန်တိတိကာကွယ်ထားတဲ့ Alexander Pantoja နဲ့ရှင်ပြိုင်ထိုးတက်ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီမှာမေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့လာမယ့်ဒီဇင်ဘာ9ရက်နေ့ကမြန်မာနိုင်ငံသားအားလုံးကိုပျော်ရွှင်စေမယ့်နေ့ရက်လားဆိုတာပဲဖြစ်ပါတယ်။ဆိုတော့ဒါကိုသိဖို့ရန်အတွက်အခုကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့အဖြေရှာသွားကြရအောင်။အားလုံးပဲသိကြတဲ့အတိုင်း Joshua Van က flyweight တန်းမှာအသက်အငယ်ဆုံးနဲ့စိတ်ဝင်စားမှုအမြင့်ဆုံး fighter တစ်ယောက်ဖြစ်ပါတယ်။လေမြန်လာတဲ့တိုက်ခိုက်ပုံတွေအပြစ်ပြောစရာမရှိတဲ့ boxing skill တွေပြိုင်ဘက်ရဲ့တွဲလုံးတွေကိုကောင်တာပြန်ထောက်ပြီးတော့ပြန်လည်ထိုးတက်တဲ့ပုံစံတွေပြီးတော့ပြိုင်ဘက်ကိုကြောက်ရွံ့ခြင်းမရှိဘဲနဲ့အာရင်ပြင်းနဲ့ထိုးတက်တဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ Van ကကမ္ဘာစီမင်းတပ်မှာမြန်မာနိုင်ငံကိုကူစားပြုတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။ Van အနေနဲ့မြန်မာကိုကမ္ဘာတိအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကိုအမြဲတမ်းစဉ်းစားတွေးခေါ်ကြံစနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့တပွဲပြီးတပွဲနိုင်ပွဲရလေသူ့အနောက်မှာမြန်မာနိုင်ငံသားပြည်သက်တွေကလည်းစီစီလုံးလုံးနဲ့ပို့ပြီးတော့အားပေးနေကြတာဖြစ်ပါတယ်။ Joshua Van UFC ခီလန်ဟာတက်တန်းလူတည်းဆိုပေမဲ့သူ့အနေနဲ့တပွဲပြီးတပွဲသူ့ရဲ့ထိုးတက်မှုတွေကလင်းလင်းမြန်မြန်နဲ့ကိုတိုးတက်နေတာပါအခုတော့ Van ရဲ့ပြိုင်ဘက် Alexander Pantoja အကြောင်းကိုလေ့လာကြည့်လိုက်အောင်တစ်ဖက်မှာတော့ Alexander Pantoja ဆိုရင်အတွေ့အကြုံရှိဆုံးနဲ့အန်ဒီရရှိဆုံး Brazil Champion Fighter တစ်ယောက်ဖြစ်ပါတယ်Pantoja ကချန်ပီယံကပတ်လူပွဲချန်ပီယံကပတ်ကာကွယ်ပွဲလိုမျိုး high level ရှိတဲ့ထိုးတက်ပွဲတွေကိုထိုးတက်လာခဲ့တာ10စုနှစ်တစုစာရှိခဲ့ပါပြီ။သူက flyweight တန်းမှာကျန်းလာပါတယ်ဆိုတော့ Brandon Moreno, Brandon Rival တို့လို fighter မျိုးကိုအနိုင်ယူပြထားတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။ Van အနေနဲ့ Alexander Pantoja ကိုအနိုင်ရရှိချင်တယ်ဆိုရင်တော့သူ့ရဲ့ပြိုင်ဘက်ကိုအဆက်မပြတ်ဖိအားပေးပြီးတော့ထိုးတက်မှုတွေကောင်းမွန်လာတဲ့ grappling skill တွေအရှုံးမပေးဘဲနဲ့ပြိုင်ဘက်ကိုရှင်ပြိုင်ထိုးတက်တဲ့စိတ်ဓာတ်တွေကိုကျော်လွှားနိုင်ရမှာဖြစ်ပါတယ်။ဆိုတော့ Joshua Van နဲ့ Alexander Pantoja ရဲ့ fighting style ကိုတစ်ချက်လေ့လာကြည့်လိုက်အောင်။ Van အနေနဲ့လင်းမြန်တိကျတဲ့ထိုးချက်တွေရှိတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။လာပါတဲ့ boxing skill တွေနီးစနစ်တကျရွှေ့လာနိုင်တဲ့ခြေလှုပ်ရှားမှု skill တွေ counter punching တွေမြင့်မားတဲ့ခန္ဓာရည်နဲ့အင်အားတွေပြည့်ဝနေတဲ့လူငယ် fighter လေးတစ်ယောက်ဖြစ်ပါတယ်။ Pantoja အနေနဲ့ကြမ်းတမ်းတဲ့ဖိအားပေးတိုက်ခိုက်မှုတွေအင်မတန်မှကိုကြောက်စရာကောင်းတဲ့ submission လုပ်မှုတွေ BJJ မှာလည်းကပတ်နဲ့ရရှိထားပြီးတော့နောက်ဆုံးထိုးတက်ထားတဲ့10ပွဲဆက်တိုက်ကိုအနိုင်ရရှိထားတဲ့ champion fighter တစ်ယောက်ပဲဖြစ်ပါတယ်။အဆုံးတက်အနေနဲ့ပြောရမယ်ဆိုရင်ကဘာကျော် fighter တွေကဘာကျော် media တွေတော်တော်များများက Alexander Pantoja ကိုပဲအနိုင်ရရှိသွားမယ်လို့ပြောထားပေမဲ့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အချစ်တော် Joshua Van ဘက်ကနေပဲရှိနေမှာပါ။ Joshua Van ကပဲ Pantoja ကိုအလဲထိုးပြီးအနိုင်ရရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့ fighter လေးကိုအဲ့လောက်ထိယုံကြည်မှုထားတာပါ။ဆိုတော့ Joshua Van ရဲ့ပြည်သက်တွေအနေနဲ့လည်းJoshua Van ကပဲ Pantoja ကိုနိုင်ပြီးတော့ flyweight တိုင်းရဲ့ champion အတစ်တယောက်ဖြစ်လာမလားဒါမှမဟုတ် Alexander Pantoja ကပဲ Joshua Van ကိုအနိုင်ယူပြီးတော့သူ့ရဲ့ champion ကပတ်ကိုကာကွယ်သွားမလားဆိုတာကို comment လေးအောက်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဆိုတဲ့အကြောင်းအသိပေးရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်